မင်္ဂလာပါညီမကတော့ဆေးဝါးပညာရှင် pharmacist တူဖြစ်ပါတယ်ရှင်ဒီနေ့ညီမပြောမယ့်အကြောင်းကတော့ collagen အကြောင်းညီမတိတိလောက်လေး share လုပ်သွားမှာဖြစ်ပါတယ်ရှင် collagen ဆိုတာညီမတို့ခန္ဓာကိုယ်ကထွက်တဲ့ protein တစ်မျိုးဖြစ်ပြီးတော့ခန္ဓာကိုယ်မှာသပင်လက်သက်အဆေးအမြစ်တွေအသားရည်တွေအတွက်များစွာအထောက်အကူပြုပါတယ်ရှင် collagen မှာ type 5မျိုးရှိပြီးတော့ type တစ်ခုချင်းကြီးကခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတစ်ခုချင်းကိုများစွာအထောက်အကူပြုပါတယ်အသက်အရွယ်ကြီးလာတဲ့အများ collagen ခန္ဓာကိုယ်မှာ collagen ထုတ်လုပ်မှုတွေလျော့နေတာပြီးတော့ဒီအသားရည်ညဉ့်ညမ်းတာတွေအရေးပြားတွန်းတာတွေနောက်အစိမြစ်တွေကြိုက်ခဲတာတွေဖြစ်တတ်ပါတယ်ရှင်အဲ့ချိန်ကျရင်ဆန္ဒတို့က collagen ကိုအပြင်ကနေပေါင်းထည့်ပြီးတော့တောက်ကြပါတယ်ပေါ့နော်အဲ့ collagen တောက်တဲ့အခါမှာအဓိကအချက်က2ချက်ရှိတယ်အဓိကစဉ်းစားရမယ်တတိထားမယ်အချက်2ချက်ရှိတယ်ပထမတစ်ချက်ကကျတော့ collagen တောက်တဲ့အခါမှာရေများများနဲ့တောက်ဖို့လိုမယ်ရှိပြီးဒါ protein တစ်မျိုးကိုprotein ဖြစ်တဲ့အတွက်အဥစ္စာအပြင်ကနေပေါင်းထည့်ပြီးတာဖြစ်တဲ့အတွက်ဒီရေများများနဲ့တောက်ဖို့တော့လိုမယ်ဒုတိယအချက်ကဘာလဲဆိုတော့ကိုတောက်နေတဲ့ collagen က 100% ဟလာဖြစ်ဖို့လိုမယ်ပေါ့နော်ကိုတောက်တဲ့ collagen ကဘယ်ကနေထုတ်တယ်ဆိုတာကိုသိဖို့တော့လိုမယ်ဆန္ဒတို့အိမ်မှာကြတော့ဒီ U theory ဆိုတဲ့ collagen ကိုတောက်ကြတယ်သူကကြာ9နဲ့ထုတ်တာဖြစ်ပြီးတော့အလုံးပေါင်း390ပါတယ် US made ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်